ကျွန်တော်ရောင်းချပေးမဲ့ဈေးကတော့9,200,000ကျပ်ပဲဖြစ်ပါတယ် ဟယ်လိုညပြည်တော့ညီမတို့ကျွန်တော်ဒီနေ့ဟိုတနေ့က CM page မှာ cancel ဖြစ်သွားတဲ့900C display လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်နော် Let's go ဒီဘိန်းလေးကတော့ fan ဆိုတဲ့ brand နဲ့ထွက်မယ်သူ့ရဲ့ ring size က900ကိုမှ 25C နဲ့ထွက်ပြီးတော့ frame size က 18.5 aluminum frame နဲ့ဗျgear က3ချက်9ချက်သူ့ရဲ့ weight က 12.3 kg ပဲရှိမယ်ဒီဘိန်းလေးကိုပထမဝယ်သူက CN 6ပြီးမှငွေကြေးခက်ခဲကြောင်း cancel ဖြစ်သွားတာပေါ့နော်ဒီဘိန်းလေးကိုတစ်ခုရှိတာကဝယ်ယူသူအနေနဲ့နောက်ထပ်2ပတ်ကြာလို့ရှိရင်ကျွန်တော် brake shoe လေးလာလဲပေးပါအဲ့ဒါကကျွန်တော် free ပေါ့နော်ကျွန်တော်အခုမှတရုတ်ကနေမှာထားလို့ဗျသူ့ shoe ကစီးမယ်ဆိုလို့ရှိရင်တော့6လောက်လောက်စီးလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်စိတ်ချရအောင်လို့เนาะအသစ်တစ်စုံထပ်မှာလဲပေါ့နော်ရှေ့နောက်ဆို2စုံပေါ့ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့9,200,000ကျပ်ပဲဖြစ်ပါတယ်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့တူနာစုပေါင်းမတိုင်းဒီ09506235ကိုဖုန်းဆက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ် Okay Thank you, New Kiro Numaro. Memories gather round her. Mine is a lady, stranger to blue waters. Dark and dusty, painted on the sky. Misty taste of moonshine, teardrop in my eye. Country road, take me home. Country roads, take me home to the place I belong. West Virginia, mountain mama, take me home. Country roads, take me home.